house နဲ့ home နဲ့ကအဓိပ္ပာယ်တူတူပဲလား house ဆိုတာကတော့ကိုနေထိုင်တဲ့ building တက်ကိုပြောတာဖြစ်ပါတယ်အဲ့တော့ကိုကအဆောက်အဦကြီးကိုတွေ့ရပေါ့နော်အဲ့ဒါဆိုရင်ဒီ building ကို house လို့ပြောလို့ရတယ်အိမ်အလုံးကြီးပေါ့နော်ဥပမာ there is a new house at the end of our street ငါတို့ရဲ့လမ်းဆုံးမှာအိမ်အသစ်တစ်လုံးရှိတယ်ဒါဆိုရင်ဒါက building တက်ကိုပြောတာပဲhome ကကြတော့သူကနေထိုင်တဲ့နေရာတနေရာအိမ်အလုံးကြီးဖြစ်စရာမလို maybe a hut တဲလေးဖြစ်ချင်လည်းဖြစ်လိမ့်မယ် a flat တိုက်ခန်းလေးဖြစ်ချင်လည်းဖြစ်လိမ့်မယ် but this is a place where a person free belongs to လူတစ်ယောက်ကသူနေထိုင်တဲ့နေရာဆိုပြီးတော့သူ့ရဲ့ personal feelings တွေနဲ့ရောနှောနေတဲ့နေရာအတိုက်အဝန်းကိုတော့ home လို့ခေါ်ပါတယ် for example this is not very big but it is my homeဒီလိုမျိုးသုံးရပါတယ်အဲ့တော့ home ကကြတော့ noun နဲ့သုံးလို့ရသလိုသူက above အနေနဲ့လည်းသုံးလို့ရတယ် above အနေနဲ့သုံးမယ်ဆိုရင်ကြတော့တခြား verb တွေနဲ့တွဲမှာပေါ့နော် for example I get home တို့ arrive home တို့ I go home တို့ဒီလိုမျိုးတွဲပြီးသုံးလို့ရပါတယ်ဒီလိုမျိုးသုံးရပါတယ်အဲ့တော့မှတ်ရမှာက house ဆိုတာက building တက်ကိုပဲပြောတာဖြစ်တယ် home ဆိုတာကတော့အဲ့ဒီမှာနေထိုင်တဲ့သူရဲ့ personal feeling တွေ emotional ways တွေပါပေါင်းစပ်ထားတာကိုပြောချင်ရင်တော့ home ကိုသုံးရပါမယ်အားလုံးတော့တွေ့မယ်လို့မျှော်လင့်ပါတယ် see you in the next video bye bye